ကိုကြီးကားကြောင့်ရှင်းပြမယ်။မိုးရာသီရောက်ပြီ။လမ်းဆိုတဲ့အခါတာယာရဲ့ဆွဲငင်အား90-80ရာခိုင်နှုန်းကျဆင်းသွားတယ်။မြင်ကွင်းကလည်းဝါတယ်။ရေပေါ်စီးပြီးကားလှဲတဲ့အဖြစ်အပျက်တွေဒီရာသီမှာအများဆုံးပါ။ဒါပေမဲ့ဒီအဖြစ်အပျက်တွေကိုကာကွယ်လို့ရတယ်။မိုးရာသီမမောင်းခင်ဒီအချက်5ချက်ကိုစစ်ပါ။တာယာ tires အရေးကြီးဆုံး။အနှက်ခွဲ tread depthကြက်တထောင်ဝေးစကူကိုအနှက်ခွဲတဲ့ထဲပါအနာသက်မြင်ရရင်တာယာအသစ်ချက်ချင်းလဲပါမိုးရာသီမှာရေပေါ်စီးပြီးကားလှည့်နိုင်တယ်လေဖိအား pressure တာယာလေရော့ရင်ရေပေါ်စီးနိုင်ခြေပိုများတယ်ကားတကားဘေးမှာပါတဲ့ PSI အတိုင်းထိုးပါ wiper ဓာ wiper blades မိုးရွာရင်မှန်ပေါ်အစင်းကြောင်းချန်ရင်ဒို့မဟုတ်စုပ်မြည်ရင်ချက်ချင်းလဲပါဈေးလည်းမကြည့်ဘူး wiper ရေတိုင်ကြီး wiper fluid ပါဖြည့်ပါမီးရင်အားလုံး all lights ရှေ့မီနောက်မီ brake မီမြူမီ fog lights အားလုံးအလုပ်လုပ်ရမယ်ကားကိုလှည့်ပတ်ကြည့်ပါတလုံးပြက်ရင်အနောက်ကမြင်ရခက်မယ် brakes ကားမမောင်းခင်ရပ်ထားရင် brake နင်းကြည့်ပါပုံမှန်မဟုတ်တဲ့အတန်ရှိလားခြေနှင်းကကြမ်းနေလားမိုးရာသီမှာ brake အကွာအဝေးပိုရှည်တယ်လေအေးပိဆက်ရေခဲချွတ်စနစ် AC defroster မိုးရာသီမှာ breathing ပေါက်တွေမြူတက်တယ် AC အပူပေးစနစ် defroster ဖွင့်ကြည့်ပါလေမှန်ပေါ်ကိုတိုက်ရလားရှေ့နဲ့နောက်ပတင်းပေါက်နှစ်ခုလုံးဆမ်းပါဒီငါးချက်ကိုမိုးရာသီမစခင်တပတ်လောက်အလိုမှာစစ်ထားပါတာယာမှာပြဿနာရှိရင်အစ်စ်လဲပါဈေးကြီးဒါပေမဲ့အသက်ထက်တန်ဖိုးရှိတယ်ဝိုင်ပါဓာတ်ကဈေးနီးဆုံးကိုယ်တိုင်လဲလို့ရတယ်မီးလုံးပြတ်ရင်ကိုယ်တိုင်လဲလို့ရတယ်ဈေးနီးဆုံးမိုးရာသီမမောင်းခင်ဒီငါးချက်စစ်ပါတာယာဝိုင်ပါဓာတ်မီးအိမ် brake AC defroster လမ်းပေါ်မှာအန်ဩစရာမရှိအောင်ကြိုတင်ပြင်ဆင်ထားပါနေ့စဉ်9မိနစ်စာကိုကြီးတို့နဲ့အတူလေ့လာပြီးတငယ်ချင်းတွေကြားမှာကားဆရာကြီးဖြစ်လိုက်ပါ